crush ကိုတွေးရဖို့ထူးဆန်းတဲ့နည်းလမ်းတစ်ခုကိုကျမရှာတွေ့ခဲ့ပြီးထင်ပါတယ်။ကျမသူ့ကိုပထမဆုံးတွေ့ခဲ့တဲ့အချိန်လေးကိုမှတ်မိပါသေးတယ်။ကျမရင်တွေအရန်ခုန်နေခဲ့တာသူ့နာမည်ကကြားချန်တဲ့ကျမသူကိုလှည့်ကြည့်လိုက်ပြီးကန်ကျမာကအရန်စန့်ကျဲတာပဲလို့တွေးလိုက်မိရဲ့ကျမကအမြဲတမ်းအသေးကွဲသချင်းတွေပဲနားထောင်ဖြစ်တယ်။ကျမဟိုဒီလှည့်ကြည့်နေတော့သူကကျမအနားကိုရောက်လာတယ်။ကျမသူ့ကိုအကြာကြီးကြည့်နေမိပေမဲ့သူကတော့သတိတောင်မထားမိပါဘူး။ကိုယ့်ရဲ့စစ်မှန်တဲ့လက်တွဲဖော်ပေါ်လာတဲ့အချိန်မှာကန်ကျမာကအချက်ပေးတတ်တယ်တဲ့ကြ။မိုင်ရဲ့ဖူးစာရှင်ကကြားချန်ဖြစ်နေမလားတော့မသိဘူး။ကျမတချင်းနားထောင်ခြင်းလို့တချင်းလေးဖွင့်လိုက်တဲ့အချိန်ဆိုသူကျမအနားကိုအလိုလိုရောက်လာတတ်တယ်။ကျမတို့နှစ်ယောက်အကြည့်ချင်းဆုံသွားတယ်။သူကျမဘေးနားမှာထိုင်တော့မှလားလို့ကျမတွေးနေတော့သူ့ဖုန်းကမက်ဆေ့ဝင်လာလို့သူပြန်လှည့်ထွက်သွားတယ်။အစကတော့ကျမတို့နှစ်ယောက်ကကန်ကျမာကစီစဉ်ပေးထားတဲ့လက်တွဲဖော်ရီဖြစ်မယ်ထင်ထားတာတကယ်တော့ကျမကသူ့ရဲ့တာမန်တန်းဖော်တယောက်ပါပဲလေဒါပေမဲ့ကျမစိတ်ထဲမှာတော့သူ့အကြောင်းကိုမတွေးဘဲမနေနိုင်ဘူးသူ့ကိုခဏခဏတွေးရဖို့အတွက်တခါမှအတန်းဖော်ရီလုပ်တဲ့ညစာစားပွဲတွေမသွားဘူးတဲ့ကျမကသွားမယ်လို့ဆုံးဖြတ်လိုက်တယ်အတန်းဖော်ရီကလည်းကျမသွားမှာကိုအံ့ဩပြီးမေးကြတာပေါ့ကျမကညစာစားပွဲမှာအရန်အဆင်မပြေပဲနေရခက်မယ်ထင်ထားတာရန်ရန်ဆိုတဲ့အတန်းဖော်တယောက်ကကျမကိုထင်းထင်းငါနှစ်အတွက်ကိုလာမပေးထားတယ်တဲ့နောက်တစ်ယောက်ကလည်းထင်းထင်းနေမှစားခြင်းလဲငါမပေးမယ်တဲ့ကျမလည်းနင်တို့ကြိုက်တာမှာပါငါကအဆင်ပြေတယ်လို့ပြောလိုက်တယ်နောက်တစ်ယောက်ကလည်းနင်ညစာစားပွဲကိုပထမဆုံးလာဖူးတာမလားငါတို့ကြိုဆိုပါတယ်တဲ့လေတကယ်တော့အားလုံးကကျမကိုစောင့်ရှောက်ကြပါတယ်ကျမအပေါ်လည်းအရန်ဖော်ဖော်ရွရွရှိကြတယ်ဒါပေမဲ့ကြားချမ်းကိုတော့မတွေ့သေးဘူးကျမလည်းတိုင်းလက်သွားဦးမယ်ပြောပြီးအပြင်ခဏထွက်လာလိုက်ဒီနေ့ကြားချန်မလာတော့ဘူးလားမသိဘူးလို့တွေးရင်အတင်ဘက်ကိုဟိုကြည့်ဒီကြည့်နေမိတယ်အတန်းဖော်တယောက်ကထင်းကထူးထူးဆန်းဆန်းဒီနေ့မှဘာလို့လာတာလဲမသိဘူးနော်ရဲရန်လဲငါတို့မှသူနဲ့မရင်းနေတာဘလို့သိမှလဲတဲ့နောက်တစ်ယောက်ကလည်းသူကနေတိုင်းနဲ့ချက်တက်ပြီးတချင်းနားထောင်နေတာလေသူကတယောက်ထဲနေပြီးဘသူ့ကိုမှအပေါင်းအသင်းမလုပ်ဘူးငါတောင်သူနဲ့စကားမပြောဘူးတဲ့သူ့ကိုအတင်းကျပ်စကားသွားပြောရတာစိတ်ထဲတစ်မျိုးပဲတဲ့လေနောက်တစ်ယောက်လည်းဟုတ်တယ်ဟာဒါဆိုသူခဏနေလို့ပြန်လာရင်ဘလို့လုပ်မလဲတဲ့ဒီခံပြီးစကားပြောကြတာဘောဟာတဲ့ဘာပဲဖြစ်ဖြစ်သူမပါတဲ့အခြားကယူတက်ဖွဲ့ထားရင်ပိုအဆင်ပြေလိမ့်မယ်တဲ့အဲ့ဒီအချိန်သူအနောက်ကရောက်လာပြီးကျမနားထောင်နေကြတချင်းဖွင့်ထားတဲ့သူ့နှစ်ချက်လေးကိုလာတက်ပေးတယ်ပြီးတော့သူကပြောသေးတယ်နားမထောင်ခြင်းရင်နားမထောင်လို့ရတယ်တဲ့လေကျမအရန်ကြည်နူပြီးဘာပြောရမှန်းတောင်မသိဖြစ်သွားတယ်သူကငါနေ့အိတ်သွားယူပေးမယ်နင်းပြင်းမှာခဏစောင့်နေတော့ဆိုပြီးတချင်းနားထောင်ဖို့သူ့ဖုန်းလေးပေးသွားသေးတယ်ကျမအရန်ပျော်သွားပြီးအပြင်မှာတချင်းနားထောင်စောင့်နေတော့နိုဒီတစ်ခုဝင်လာတယ်ကြားချန်ထင်ကိုအိမ်ပြန်လိုက်ဖို့ရန်နဲ့သူကျမနဲ့ပတ်သက်ပြီးဘဲအချိန်မှာဘာလုပ်မယ်ဆိုတာကအစအကုန်မှတ်ထားတဲ့မဆုလေးကိုတွေးလိုက်ရတယ်သူကနေအိတ်ဆိုပြီးဘေးကိုရောက်လာတာပေါ့သူ့ရွက်ချက်တွေကိုအကုန်မြင်ပြီးသွားပြီလားတဲ့အဲ့ဒီတုန်းကကျမလာကိုသူတမင်စောင့်နေခဲ့တာအေးဝယ်တုန်းကလည်းကျမဘေးနားကိုသူတမင်ရောက်လာခဲ့တာအတန်းထဲမှာတုန်းကလည်းငါသူ့ဘေးနားမှာထိုင်လိုက်ရင်ငါသူ့ကိုကြိုက်နေတာအရန်တိတာနေမလားလို့တွေးပြီးတမင်ရှောင်သွားခဲ့တာလေသူတငယ်ချင်းကနင်ကထင်ဘေးနားမှာမထိုင်ရဲလို့လားလို့မေးတော့သူကမင်းနဲ့မဆိုင်ပါဘူးငါအเจ้าနဲ့ငါရှိရဲလို့ပြောခဲ့တာအဲ့ဒါကြောင့်သူတငယ်ချင်းကဒါဆိုတန်ခတ်တဲ့အနေနဲ့သူနဲ့ချင်းတွေကိုညစာလိုက်ကျွေးလို့ပြောလိုက်ရကနေဒီနေ့ညစာစားပွဲဖြစ်လာတာပေါ့ရှင်ဒါကြောင့်ငါကနည်းနည်းထူးဆန်းနေတယ်လို့ထင်နေတာဘူးလို့ပြောလိုက်တော့သူကဘာထူးဆန်းတာလဲတဲ့ကျမလည်းဘာမှမဟုတ်ပါဘူးလို့ပြောပြီးသူ့ဖုန်းကိုပေးလိုက်တယ်သူကဟိုလေနေ့မှာဘာအကြံရှိလဲတဲ့ဘာအကြံလဲလို့မေးလိုက်တော့ကြားချန်ကနင်းနဲ့ငါလို့ပြောနေတော့ငါနင့်ကိုအရန်ချစ်တယ်ဆိုတဲ့တချင်းလေးဖွင့်ထားပြီးသူ့ကိုနှစ်ချက်တစ်ဖက်တက်ပေးလိုက်တယ်သူအရန်ပျော်သွားတာပေါ့ကျမရောပဲလေတကယ်တော့ကျမသူ့ကိုကြည့်နေတဲ့အချိန်မှာသူလဲကျမတယောက်တည်းကိုပဲမြင်ခဲ့တာပဲ